တကယ်ရုပ်လဲချော်တဲ့မိန်းကလေးတစ်ယောက်ပေါ့ကွယ်မြင်သူရင်မှာဆွဲငိမ့်လောက်တဲ့ဒေဝီကညာနွယ်တာဝရိန်သာဘုံနန်းတကမြငါကြွလူတကယ်ကိုထင်းကိုရောင်လာပြီးပြလို့ဖုံးတကူရဲ့ကျွဲလင်းလင်းထလို့ရောင်ဝါသွဲတလက်လက်လေးနဲ့ခန္ဓာဝဲတိမ်ညံထက်ကလာမင်းနဲ့စပူမီမတွေ့ဘူးပါသူရဲ့နှဆိုင်လို့နဲ့ကြည်သားမဲအလားပန်းကလေးရေပန်းငါရဲ့ရှုမြင်သူကိုမှမျက်တောင်တောင်မခတ်ပါစိတ်ကူးရင်များအတွေ့များလွန်ကဲကပဲအလေးထားစိုးမိုးတဲ့အလားတရားလားမန်တကယ်ရုပ်လဲချော်တဲ့မိန်းကလေးတစ်ယောက်ပေါ့ကွယ်မြင်သူရင်မှာဆွဲငိမ့်လောက်တဲ့ဒေဝီကညာနွယ်တာဝရိန်သာဘုံနန်းတကမြငါကြွလူတကယ်ကိုထင်းကိုရောင်လာပြီးပြလို့ဖုံးတကူရဲ့ကျွဲလင်းလင်းထလို့ရောင်ဝါသွဲတလက်လက်လေးနဲ့ခန္ဓာမဲတိမ်ညံထက်ကလာမင်းနဲ့စပူမီမတွေ့ဘူးပါသူရဲ့နှဆိုင်လို့နဲ့ကြည်သားမဲအလားပန်းကလေးရေပန်းငါရဲ့ရှုမြင်သူကိုမှမျက်တောင်တောင်မခတ်ပါစိတ်ကူးရင်များအတွေ့များလွန်ကဲကပဲအလေးထားစိုးမိုးတဲ့အလားတရားလားတချို့ကတော့ပြောတာလက်သမီးတစ်ပါးပါဒီလောက်လာတဲ့မင်းဟာဟိုမိုးတကလားတကယ်ပါလွန်လားတကယ်ပါလွန်လားအမှန်တကယ်မေးလာများကိုတွေ့ခဲ့သူရဲ့မို့ညှို့ဖွဲလို့ဆိုရတာပါနှဆိုင်လို့နဲ့ကြည်သားမဲအလားပန်းကလေးရေပန်းငါရဲ့ရှုမြင်သူကိုမှမျက်တောင်တောင်မခတ်ပါစိတ်ကူးရင်များအတွေ့များလွန်ကဲကပဲလေးထားစိုးမိုးတဲ့အလားတရားလားမန်တကယ်ရုပ်လဲချော်တဲ့မိန်းကလေးတစ်ယောက်ပေါ့ကွယ်မြင်သူရင်မှာဆွဲငိမ့်လောက်တဲ့ဒေဝီကညာနွယ်တာဝရိန်သာဘုံနန်းတကမြငါကြွလူတကယ်ကိုထင်းကိုရောင်လာပြီးပြလို့ဖုံးတကူရဲ့ကျွဲလင်းလင်းထလို့ရောင်ဝါသွဲတလက်လက်လေးနဲ့ခန္ဓာဝဲတိမ်ညံထက်ကလာမင်းနဲ့စပူမီမတွေ့ဘူးပါသူရဲ့နှဆိုင်လို့နဲ့ကြည်သားမဲအလားပန်းကလေးရေပန်းငါရဲ့ရှုမြင်သူကိုမှမျက်တောင်တောင်မခတ်ပါစိတ်ကူးရင်များအတွေ့များလွန်ကဲကပဲလေးထားစိုးမိုးတဲ့အလားတရားလားတချို့ကတော့ပြောတာလက်သမီးတစ်ပါးပါဒီလောက်လာတဲ့မင်းဟာဟိုမိုးတကလားတကယ်ပါလွန်လားတကယ်ပါလွန်လားအမှန်တကယ်မေးလာများကိုတွေ့ခဲ့သူရဲ့မို့ညှို့ပွဲလို့ဆိုရတာပါနှဆိုင်လို့နဲ့ကြည်သားမဲအလားပန်းကလေးရေပန်းငါရဲ့ရှုမြင်သူကိုမှမျက်တောင်တောင်မခတ်ပါစိတ်ကူးရင်များအတွေ့များလွန်ကဲကပဲလေးထားစိုးမိုးတဲ့အလားတရားလား